အများပြည်သူဒုက္ခရောက်နေချိန်မှာမွေးနေ့ပါတီကျင်းပပြီးပျော်ရွှင်နေတာကြောင့်နာမည်ပြန်စင်းအသွင်းခံလိုက်ရတဲ့ဆယ်လီမူသက်တဲ့ကတော့စင်ကာပူနိုင်ငံမှာအလုပ်သွားရောက်လုပ်ခိုင်းနေသူဖြစ်ပြီးTikTokမှာနာမည်ကြီးဆယ်လီဖြစ်လူသိများလာတဲ့သူပါမြန်မာဝင်းဆောင်ဝင်းဆွင်ပြီးစင်ကာပူနိုင်ငံကလမ်းမတွေထက်မှာTikTokဆိုရင်မူသက်တဲ့ကစတင်နာမည်ကြီးလာခဲ့တာပါစင်ကာပူနိုင်ငံရဲ့လမ်းမထက်မှာမြန်မာဝင်းဆောင်တကားကားနဲ့မျက်စိနှောက်အောင်လုပ်ခဲ့တဲ့ဆယ်လီမူသက်တဲ့ကိုလူအများကဝေဖန်ခဲ့ကြရလည်းရှိသလိုတချို့ကလည်းမူသက်တဲ့ကြောင့်မြန်မာဝင်းဆောင်ကိုနိုင်ငံတကာကတတိထားမိရဆိုပြီးတော့ချီးကျူးနေခဲ့ကြရလည်းရှိကြပါတယ်နောက်ပိုင်းမှာတော့မူသက်တဲ့ကိုချစ်ခင်အားပေးကြသူတွေရှိလာတာကြောင့်ပရိသတ်ခိုင်မာရှိတဲ့နာမည်ကြီးဆယ်လီဖြစ်လာခဲ့တာပါအခုချိန်မှာတော့မူသက်တဲ့ကနိုင်ငံရဲ့အခြေအနေတွေကိုထင်မှတ်တွက်ပဲTikTokမှာပြောပါပြီးမွေးနေ့ပါတီကျင်းပနေတာကြောင့်ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကပြည်သူတို့လည်းသိကြတဲ့အတိုင်းတနိုင်ငံလုံးစိတ်ဒုက္ခရောက်နေကြတာပါမလ28ရက်နေ့နေ့လယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ပြင်ရ9.9 Richter scale ရှိတဲ့ငလင်းကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ဒုက္ခပင်လယ်ဝင်နေရခြင်းဖြစ်ပါတယ်နောက်ဆက်တွဲငလင်းငယ်လေးတွေနဲ့အကျိုးသက်ရောက်မှုတွေကြောင့်လည်းနိုင်ငံနဲ့အဝမ်းအဆင်မပြေမှုတွေကဖြစ်ပေါ်နေတာပါဒါကိုဆယ်လီမူတဲတဲကTikTokပေါ်မှာအပျော်ပါးတွေတင်ပြီးမွေးနေ့ပါတီကျင်းပနေတာကြောင့်နိုင်ငံတော်အဆင့်နာမည်ပြစင်ထုတ်ပြန်ကြေညာခံလိုက်ရတာပါအခုလက်ရှိမှာတော့ဧပြီလ6ရက်နေ့ထိဝန်내ဝန်ရနေ့တွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပြီးအပျော်ပါးကိစ္စတွေကိုရန်နာခိုင်းထားကြတာပါဒါကြောင့်ဆယ်လီမူတဲတဲကိုနာမည်ပြစင်သွင်းခဲ့တာဖြစ်ပြီးတာဝန်မဲ့တဲ့နိုင်ငံသားတူအနေနဲ့လည်းရှုံချထားတာပဲဖြစ်ပါတယ်ဆယ်လီမူတဲတဲကတော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘာမှဖြေရှင်းတာမျိုးမရှိသလိုအဆိုပါမွေးနေ့အမှတ်တရ TikTok ဗီဒီယိုကိုလည်းဖျက်ပစ်တာမျိုးမရှိပါဘူးဒါပေမဲ့အခုချိန်မှာတော့ငလင်အတွက်ဝန်내ကြောင်းဗီဒီယိုတွေတင်ပေးနေပြီးပရာဟီတာမိခင်ကြီးခန်းနေဝေကနေတဆင့်အလူငွေ10သိန်းကျပ်ကိုလည်းလှူဒန်းပေးခဲ့တာပါဒါကြောင့်လူတချို့ကတော့မူတဲတဲကိုနားလည်ပေးကြပြီးလှူပေးတာကိုပဲကျေးဇူးတင်နေကြတာပါဒါပေမဲ့ဆယ်လီမူတဲတဲလို့နာမည်ကြီးဆယ်လီအနေနဲ့ငွေကျပ်10သိန်းဆိုတဲ့ပမာဏကနဲပါလို့နယ်လို့ထင်မြင်နေကြသူတွေလည်းရှိကြပါတယ်အကျဉ်မောင်းတဲ့ဖတ်တီမာတော်မှာ350လှူဒန်းပေးတာမို့လို့မူတဲတဲကိုလည်းဒီထက်ပိုပြီးတော့လှူဒန်းစေချင်ကြတာပါဒါအပြင်မူတဲတဲရဲ့မွေးနေ့ကျင်းပတဲ့လောက်ရကြောင်းလူအများကမူတဲတဲကိုသဘောမကျဖြစ်နေခဲ့ကြတာကြောင့်အလုံငွေတွေလှူဒန်းပေးနေပေမဲ့ဝေဖန်တဲ့တွေကတော့ထွက်ပေါ်နေခဲ့တာပါတစ်ဆက်တည်းမှာပဲမူတဲတဲနဲ့ပတ်သက်တဲ့ဖြည့်ရှင်းချက်တွေလည်းထွက်ပေါ်နေခဲ့ပါတယ်အမည်ပြစင်သွင်းတဲ့စာထုတ်ပြန်တာကတကယ်အမှန်မဟုတ်ပဲလောက်ကျန်ဖန်တီးထားတာဆိုပြီးတော့ပြောနေခဲ့ကြသူတွေလည်းရှိနေတာပါနာမည်ပြစင်ထုတ်တာအမှန်ဟုတ်မဟုတ်တော့အတိအကျမသိရပေမဲ့မူတဲတဲအနေနဲ့နိုင်ငံအခြေအနေမကောင်းတဲ့ချိန်မှာမွေးနေ့ပါတီတပ်ပုံတွေတင်တာကတော့တာဝန်မဲ့ပြီးစာနာစိတ်မရှိသလိုဖြစ်နေတာတော့အမှန်ပါအလူငွေတွေပြန်လှူပေးနေဆိုပေမဲ့လူတယောက်အနေနဲ့မလုပ်တဲ့လောက်ရလောက်တာကြောင့်ရှုံချတဲ့ဆယ်လီတယောက်ဖြစ်နေတာပါမူတဲတဲတွေမဟုတ်ပဲဒီချိန်မှာအပျော်ပါးတွေကိုအွန်လိုင်းမော်တင်ပြီးပျော်ပါးပြနေတဲ့လူတစုကလည်းနာမည်ပြစင်သွင်းတဲ့လူတွေထဲမှာပါနေတာပါတိုင်းပြည်မှာနိုင်များနေချိန်တိတ်တဆိတ်နေတဲ့နာကလူကျင်ဝဲပါဒါကိုလူတချို့ကတော့လူမဆန်စွာနဲ့ပျော်ပါးနေသူတွေရှိနေသေးတာပါအလူရာသီလည်းဖြစ်တာကြောင့်တချို့ကလည်းလှုပ်ဖို့ရည်ရထားတဲ့အလူပွဲတွေကိုဆက်လုပ်နေရရှိပါတယ်အလူပွဲလှုပ်ဆောင်တာကတော့ကောင်းတဲ့အမှုချင်းဆိုပေမဲ့တကယ်တမ်းအခုလိုခက်ခဲနေချိန်မှာတော့ရှက်နာထားတင်တာပါပျော်ဝဲရွှင်ဝဲအမှန်သမျှလည်းရှက်နာတင်တာဖြစ်ပြီးကိုမတိကရင်အောင်စိတ်ဒုက္ခရောက်နေရသူတွေထိခိုက်နေသူတွေအတွက်တိတ်ဆိတ်နေပေးတင်တာပါမကြခင်မှာကြားရောက်တော့မယ်မဟာတကြံပွဲတော်တွေလည်းရှင်းနာဖို့ပြင်ဆင်ထားကြပြီးတနိုင်ငံလုံးကဝန်내မှုတွေကိုနှီးမျိုးစုံနဲ့ဖော်ပြပေးနေကြတာပါဒါကိုမူတဲတဲတို့လိုအလိုက်မသိတာဝန်မဲ့စွာပြောပါနေတာကြောင့်အများပြည်သူကစိတ်တုန်နေကြတာပါထိုင်းနိုင်ငံမှာတော့မြန်မာလောက်ထိခိုက်မှုမများပဲပွဲတွေအကုန်ဖျက်သိမ်းပြတ်တယ်လို့နိုင်ငံတကာကလည်းမြန်မာနိုင်ငံအတွက်ဝန်내ကြောင့်သတ်မှတ်ပြီးတော့တိတ်တဆိတ်နေပေးနေတဲ့အချိန်လည်းဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့ဆယ်လီတချို့ကတော့အလိုက်မသိပြောနေစေဖြစ်နေတာပါအစိုးရတပည့်ကြီးဆိုရင်လည်းသူ့ရဲ့ပွဲတွေကိုမယမနာပဲလှုပ်ဆောင်နေခဲ့ပြီးပြည်သက်တွေကဝေဖန်ရှုံချတဲ့အခါမှာရိုင်းဆိုင်စွာနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒါကြောင့်တပည့်ကြီးကိုအားလုံးကဆင်သွားကြပြီးတော့တသက်စာပွိုင်းကောမဲ့အစိုးရဖြင့်တတ်မှတ်လိုက်ကြတာပါ။ဆယ်လီမူတဲတဲကတော့သူ့ရဲ့အမားကိုဝန်ခံတောင်းပန်တာမျိုးမရှိပေမဲ့အလူငွေလူရမ်းပြီးငလင်အကြောင်းတွေပြန်တင်ပေးခဲ့တာကြောင့်လူတချို့ရဲ့နားလည်မှုကိုပြန်ရခဲ့ပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အခြေခံလူချင်းဝန်းလောက်တောင်မသိတဲ့ဆယ်လီတွေကိုတသက်စာရှောင်ကျဉ်တဲ့သူတွေဖြစ်အများကသတ်မှတ်ထားကြတာပါမူတဲတဲပါဝင်လူကျင်ဝင်မသိတဲ့ဆယ်လီတွေနဲ့အနုပညာရှင်တွေကိုရှက်တက်စေဖို့လဲဝေဖန်ရှုံချနေကြကြတာပါလက်တလုံးပြန့်နှံ့နေတဲ့သတင်းတွေကြောင့်မူတဲတဲအနေနဲ့နိုင်ငံတော်ရဲ့နာမည်ပြစင်းမွေရင်တော့လူများစုအတွက်တော့နာမည်ပြဆယ်လီတယောက်ဖြစ်သွားခဲ့တာဖြစ်ပါတယ်အခုတ िश နေကြတဲ့ပြည်သက်တို့အနေနဲ့ရောအများပြည်သူဒုက္ခရောက်နေချိန်မှာမွေးနေ့ပါတီကျင်းပပြီးပျော်ရွှင်နေတာကြောင့်နာမည်ပြစင်းအသွင်းခံလိုက်ရတဲ့ဆယ်လီမူတဲတဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်မိကြလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်နော်ပြည်သက်ကြီးတို့တွေလည်းအခုကြုံတွေ့နေရတဲ့တဘာဝဘေးအန္တရာယ်ကနေကြုံလာနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်